TIS တင်မာများကို programming ပြုလုပ်ခြင်းက relay များကို programming ပြုလုပ်ခြင်းနဲ့ပုံစံတူညီပြီးအနည်းငယ်သာကွဲပြားပါတယ်။ပထမဦးစွာတင်မာ module ကို device list ထဲမှာရှာပါ။ပြီးရင် double click ကိုနှိပ်ကဖွင့်လိုက်ပါ။ general information မှာ device command ကိုထည့်သွင်းပေးပါ။ဥပမာ ground floor စသဖြင့်ထည့်သွင်းနိုင်ပါတယ်။တင်မာများနဲ့ relay များနှစ်ခုစလုံးမှာ manual programming ကိုဖွင့်ရန်ပိတ်ရန်တွေရွေးချယ်နိုင်ပါတယ်။ default အဖြစ်တော့ဖွင့်ထားပါတယ်။ဒီလိုဆိုရင် install ပြုလုပ်သူအနေနဲ့ software မလိုဘဲနဲ့ switch တွေကို pair လုပ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ project programming ပြုဆောင်သွားပြီဆိုရင်တော့အမြဲပိတ်ထားဖို့ recommend ပေးပါတယ်။ module ရဲ့ working status ကိုလည်းကြည့်ရှုနိုင်ပြီး temperature ကိုစောင့်ကြည့်က output တစ်ခုစီကပုံမှန်အလုပ်လုပ်နေလား short circuit တစ်ခုခုရှိနေလားဆိုတာကိုလည်းစစ်ဆေးနိုင်ပါတယ်။ daemon setting section မှာလောက်တစ်ခုချင်းစီအတွက် trailing edge ဒါမှမဟုတ် leading edge ဒီမှာနဲ့ကိုက်ညီမှုရှိမရှိရွေးချယ်နိုင်ပါတယ်။ channel step ကိုတွားပါပြီးရင် comments ကိုနှိပ်ပါလောက်ချိတ်ဆက်ထားတဲ့နေရာလိုက် channel တစ်ခုချင်းစီအတွက် comment ရေးသားပါပြီးရင်ဒီလောက်တရှိရာအခန်းကိုရွေးချယ်ပေးပါတင်မာကိုဖွင့်ပိတ်စမ်းသပ်ဖို့ test button ကိုနှိပ်နိုင်ပါတယ်အကယ်၍သင်က project မှာတယောက်တည်းရှိပြီးမိကိုရှာမတွေ့ပါက start test button ကိုနှိပ်ပြီး channel ကိုစမ်းသပ်နိုင်ပါတယ်မိက on off မိတ်တုံးလုပ်နေမှာဖြစ်လို့မိကိုရှာဖွေဖို့ project တုံးဝရှောက်သွားနိုင်ပါတယ်ရှာတွေ့ပြီးတဲ့နောက်မှာ stop test ကိုနှိပ်ပြီး like comment ရေးပါlower limit ဒီမှာအတွက်အနည်းဆုံးအဆင့်ကိုသတ်မှတ်ပေးခြင်းဖြစ်ပြီးဒီတန်ဖိုးအောက်ကိုမှိတ်မသွားစေဖို့အတွက်လှုံ့ဆော်ပေးပါတယ်။အောက်ပို့အရင်နှိမ်သွားရင်တချို့လောက်တော့မှာဖြစ်တတ်တဲ့မီးဖလက်ဖြစ်နေခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ higher limit ဒါကဒီမှာထုတ်ပေးမဲ့အမြင့်ဆုံး voltage ကိုသတ်မှတ်ပေးခြင်းဖြစ်ပါတယ်။နေရာတချို့မှာလောက်တစ်ခုကို 100% အလင်းရောင်ထက်မရောက်အောင်ကာကွယ်ခြင်းတဲ့အခါဒီ option ကိုသုံးနိုင်ပါတယ်။ Sync ဒီမှာထဲက channel တွေကို different level တို့ပြောင်းလဲဖို့စင်ဝမ်လိုမျိုးစင်တစ်ခုကိုတင်ဖန်တီးနိုင်ပါတယ်။စင်ရဆုံးကိုနှိပ်ပြီး restore after blackout setting ကို configure ချပေးနိုင်ပါတယ်။စင်0ဖြင့်သတ်မှတ်ခြင်းမိဖြတ်ပြီးနောက်မိပြတ်လာတဲ့အခါ channel အားလုံးပိတ်သွားမှာဖြစ်ပါတယ်။မိအချို့ကိုဖွင့်ဖို့စင်ဝမ်သို့မဟုတ်တခြားစင်တစ်ခုခုအဖြစ်သတ်မှတ်နိုင်ပါတယ်။သို့မဟုတ်တတိယ option ကိုရွေးကနောက်ဆုံးအချိန်ဒီတိုင်းမိများကိုပြန်လည်ဖွင့်ဆက်စေနိုင်ပါတယ်။ energy session channel တစ်ခုချင်းစီတိုင်းအတွက် web အသုံးပြုမှုကိုထည့်သွင်းနိုင်ပါတယ်။ဒီလိုထည့်ထားရင် module က channel တစ်ခုချင်းစီဖွင့်ထားတဲ့အခါ daily နဲ့ monthly energy consumption ကိုတွက်ချက်ပေးမှဖြစ်ပါတယ်။ဒီမှာ module တစ်ခုစီအတွက်ဒီလို setting တိုင်းပဲတူညီစွာထည့်လုပ်ပေးပါ။ဒီမှာထဲမှာ configure ချခဲ့သမျှ setting အားလုံးက project database ထဲကိုအလိုလျောက်ဝင်သွားမှာဖြစ်ပါတယ်။ project config ကိုရွှေ့ပြီးအခန်းတစ်ခုစီအောက်မှာသတ်မှတ်ထားတဲ့ channel အလုံးကို check လုပ်ပြီးတော့ setting တွေကိုကြည့်ရှုနိုင်ပါတယ်။